ကျွန်တော်တို့ရွာဘက်ကမိုးကြပြီဆိုရင်ချောင်းဆက်နဲ့ရာခင်းတွေထဲမှာဖားရိုက်ထွက်လေးရှိကြပါတယ်။အဲ့ညကလည်းကျွန်တော်ရဲ့တငယ်ချင်း3-4ယောက်ရဲ့ဓမီကိုစီရိုက်တော့ကိုစီနဲ့ရွာပြင်ဘက်ကရာခင်းတွေဘက်ကိုထွက်လာခဲ့ကြတာပေါ့။ညကလည်းတော်တော်လေးမှောင်ပြီးမိုးဖွဲလေးကျနေတာမို့ဖားော်တန်တွေကလည်းညံနေတာပါပဲ။ကျွန်တော်တို့လည်းဓမီအောင်တလက်လက်နဲ့ချောင်းဆက်အတိုင်းရှောက်လာရင်ရာခင်းတစ်ခုနာအရောက်မှာတော့တော်တော်လေးကြီးတဲ့ဖားတစ်ကောင်ကိုတွေ့လိုက်ရတယ်။ဟဲ့အောင်လေဟိုမှာဖားကြီးတစ်ကောင်ငါသွားရိုက်လိုက်မယ်ဆိုပြီးကျွန်တော်လည်းဓမီနဲ့ထိုးရိုက်တုံနဲ့အင်အားကုန်တင်းကနေရိုက်ချလိုက်တယ်။ဒါပေမဲ့ထူးဆန်းတာကဖားကတိမ်မသွားပဲအတန်နဲ့ကြီးထွက်လာရင်ခန္ဓာကိုယ်ကချက်ချင်း2ဆလောက်ကြီးလာတာပါ။ကျွန်တော်လည်းမတင်ကြတာနဲ့နောက်တစ်ချက်ထပ်ရိုက်လိုက်ပြန်ရောအဲ့ဒီမှာရင်မြုံနိုင်စရာကောင်းလောက်ဖားတစ်ကောင်ရဲ့အရွယ်စားကဘဲတစ်ကောင်ရဲ့အရွယ်စားလောက်မကအိမ်မွေးခွေးတစ်ကောင်စားလောက်အထိရုတ်တရက်ကြီးထွားလာခဲ့တယ်။မျက်လုံးတွေကလည်းဓမီရောင်ထဲမှာသွေးလိုရဲရဲနေလာပြီးကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်။တငယ်ချင်းတယောက်ကအော်ပြောပေမဲ့ကျွန်တော်လည်းတောက်ကြောက်နဲ့ဒုံးနဲ့ထက်ရိုက်လိုက်မိရဲ့အဲ့ဒီအချိန်မှာတော့ဖားကြီးကရုတ်တရက်နွားတစ်ကောင်စားလောက်မကကြီးမားသွားပြီးအော်တန်ကြီးကလည်းလူအော်တန်လိုသားရဲအော်တန်လိုနဲ့ရာခင်းတစ်ခုလုံးဟင်းထွက်သွားတော့တာပဲဘသူမှဖားချင်းလဲမကင်နိုင်ဓမီတွေလည်းလွန့်ပစ်ပြီးရွာထဲကိုခြေကုံတုပ်ပြေးကြတော့တာပဲနောက်မှပြန်လဲကြည့်လိုက်တော့အဲ့ဒီအကောင်ကြီးကကျွန်တော်တို့နောက်ကိုလေးဘက်ထောက်ပြီးအေယာမအကောင်ကြီးတိုင်းဝုန်းကနေခုန်ပြီးလိုက်လာနေတာပါရွာထိန်သားရောက်ဖုန်ကြီးချောင်းမီးအောင်လှမ်းမြင်လိုက်ရတော့မှပဲအဲ့ဒီအကောင်ကြီးကရာခင်းဘက်ကိုလှည့်ပြန်သွားပြီးပျောက်ကွယ်သွားခဲ့တယ်ရွာထဲရောက်တော့မှတငယ်ချင်းတွေရောကျွန်တော်ပါရှင်ဘက်ကိုလက်နေပြီးအသက်ကိုမနှဲရှူရင်လဲကြကြံနေခဲ့တော့တယ်အဲ့ညကစပြီးကျွန်တော်တို့တငယ်ချင်းတစုဘယ်တော့မှညဘက်ဆိုရင်ရာခင်းနဲ့ဖားသွားမြတ်ရဲကြတော့ပါဘူးအဲ့ဒီတော့ကကျွန်တော်ရွာပြင်ဘက်တောဆက်ကိုခွေးရသွားပြဖို့ပြင်တာညမဲမဲကြီးတဲ့တယောက်တည်းမသွားချင်လို့ရွာထဲကတငယ်ချင်းတွေကိုလိုက်ခဲ့ဖို့လိုက်ခေါ်ပေးမယ်ဘယ်သူမှမလိုက်ကြပါဘူးနောက်ဆုံးတော့မထူးပါဘူးဆိုပြီးရွာထဲကကလေးတယောက်ကိုမုတ်ဖို့ပြီးမုတ်ကျွေးမယ်ဆိုပြီးအဖော်အဖြစ်ခေါ်ထုတ်လာခဲ့လိုက်တယ်တောဆက်နားလေးရောက်ရောဓမီရောင်ထဲမှာခွေးရတကောင်ဝင့်နေတာကိုလှမ်းတွေ့လိုက်ရတယ်ကျွန်တော်လည်းတနက်နဲ့တေချာချိန်ပြီးပြစ်လိုက်တာပေါ့ဒါပေမဲ့စမ်းနာကဘလို့ပဲအနီးကပ်ချိန်ပြစ်ပြလုံးဝကိုမထီဘူးဖြစ်နေတာအဲ့ဒီအချိန်မှာရင်ဘေးကပါလာတဲ့ကလေးကကျွန်တော်အင်ကြီးစားကိုလာဆွဲပြီးဦးပြန်ရအောင်ပါနော်တားကြောက်တယ်ပြန်ချင်ပြီဆိုပြီးငိုတန်ပါနဲ့တဖွားဖွားပြောလာပါတယ်ခွေးရတကောင်ကလည်းအဝေးကိုပြေးမသွားပဲဟိုနားတိနာမှာရင်ဝစ်လိုက်ထားလိုက်လုံနေတော့ကျွန်တော်လည်းပြစ်လို့ကလည်းမထိတာနဲ့စိတ်တူတူနဲ့ပဲအေးဒါဆိုရွာထိပ်ထိလိုက်ပို့ပေးမယ်ရွာထိပ်ရောက်ရင်မင်းမသာရွာထဲပြန်တော့ဆိုပြီးကလေးကိုခေါ်လို့ရွာထိပ်ဘက်ကိုပြန်လှည့်လာခဲ့ကြတယ်လမ်းမှာကလေးကတောက်လျှောက်တုံရင်နေရနဲ့ကျွန်တော်လည်းမတင်ကားလို့မေးကြည့်လိုက်မိတယ်မင်းကလည်းခွေးရပြစ်တာကိုဘာလို့အလောက်တောင်ကြောက်နေရတာလဲအဲ့ဒီအချိန်မှာကလေးကကျွန်တော်ကိုမောကြည့်ရင်တုံရင်နဲ့ပြန်ပြောပြတဲ့စကားကြောင့်ကျွန်တော်တို့လုံးသွေးအေးသွားခဲ့ရတယ်။ဦးကသာခွေးရအမှတ်နဲ့ဖြစ်နေတာတဲ့။သားကြည့်နေတာတော့အဲ့ဒါခွေးရမှမဟုတ်တာမဲမဲကုန်းကုန်းအကောင်ကြီးဦးရဲ့ကလေးစီကအဲ့ဒီစကားလဲကြားရောကျွန်တော်ကြောကုန်းတစ်ခုလုံးစိတ်ကနေအေးဆက်သွားပြီးချက်သိန်းတွေထလာတော့တာပဲကျွန်တော်တေချာချိန်ပြစ်နေကြတာဘာကောင်ကြီးလဲဆိုတာစဉ်းစားရုံနဲ့ရှင်မတစ်ခုလုံးတဒိန်ဒိန်ခုန်လာခဲ့တယ်ကျွန်တော်လည်းအနောက်ကိုလုံးဝလှည့်မကြည့်ရတော့ပဲခလေးလက်ကိုအတင်းဆွဲပြီးရွာထဲကိုပဲခြေကုံတုပ်ပြေးဝင်ခဲ့ရတော့တယ်အဲ့ဒီနေ့ကကျွန်တော်ရွာထဲကအသီးအိမ်မှာစကားကောင်းနေရတဲ့အိမ်ပြန်ချိန်မှာမိုးတော်တော်လေးချုပ်သွားခဲ့တယ်လမ်းမှာလည်းလူသူလေးပါမရှိတော့ပဲတိတ်ဆိတ်လွန်းလို့ကျွန်တော်ခြေတန်းကိုကျွန်တော်ပြန်ချားနေရတဲ့အထီပါပဲမှောင်မဲနေတဲ့လမ်းအတိုင်းတယောက်တည်းခေါင်းငိုင်းဆိုင်ချပြီးခက်တုတ်တုတ်ရှောက်လာတော့လမ်းဘေးကအပင်ကြီးတစ်ပင်အောင်အရောက်မှာတော့လူရိတ်တစ်ခုကိုတွေ့လိုက်ရတယ်အမျိုးသားတယောက်ကမှောင်ရိပ်ထဲမှာရှမ်းနေတာပါကျွန်တော်ရှောက်လာတာမြင်တော့အဲ့ဒီလူကကျွန်တော်နာကိုဖြည်းဖြည်းချင်းတိုးကပ်လာပြီးညီလေးမိချက်ပါလာရင်ဆိုပြီးခါအောတန်ကြီးနဲ့မေးလိုက်တယ်ကျွန်တော်လည်းရွာထဲကလူတယောက်ပဲဆိုတဲ့စိတ်နဲ့မတင်ကားပေမဲ့ပုံမှန်အတိုင်းပဲအိတ်ထဲကမိချက်ကိုထုတ်ပေးလိုက်ပါတယ်အဲ့ဒီလူကမိချက်ကိုယူဆက်လိုက်ကိုပါးစပ်မှာတိတ်ပြီးမီးညှိလိုက်တယ်မိချက်မီအောင်လင်းကနေဖြစ်သွားတဲ့အချိန်မှာပဲအဲ့ဒီလူရဲ့မျက်နှာကသွေးမရှိသလိုဖြူစွတ်နေတာကိုသတိထားမိလိုက်တယ်အဲ့ဒီလိုနဲ့အဲ့ဒီလူကဆက်လိုက်ကိုရဲနေအောင်ဖွာရှိုက်လိုက်တယ်ဆက်လိုက်မီအောင်ရဲရဲကြီးပေါ်လာတဲ့အဲ့ဒီခဏမှာပဲမယုံနိုင်စရာဖြစ်ရဆန်းကြီးကကျွန်တော်မျက်စိရှိမှနဲ့ဖြစ်ပြသွားခဲ့တာအဲ့ဒီလူကမီးချက်ကိုကျွန်တော်လက်ထဲပြန်မပေးတော့ပဲခေါင်းကိုအောက်ဆိုင်ခြေထောက်ကိုအပေါ်ထောင်ပြီးဘေးနားကအပင်ကြီးပေါ်ကိုစောက်ထိုးကြီးနှင်မြန်တဲ့အရှိန်နဲ့တက်သွားခဲ့တာကျွန်တော်လည်းမီးချက်လည်းမယူနိုင်တော့ဘာမှလည်းမစင်စားနိုင်တော့ပဲ
အိမ်ကိုရောက်အောင်အသက်ကိုဗဒါနမထားပဲအသေးအတန်ခြေကုံတော့ပြေးခဲ့ရတော့တယ်အိမ်ရောက်လို့တကားပိတ်ပြီးတာတော့ရှင်မထဲကဒိန်ကနေခုန်ပြီးတညာလုံးအိတ်လို့မရခဲ့ပါဘူးအဲ့ဒီညကစပြီးမိုးချုပ်ရင်အဲ့ဒီပင်ကြီးနာကနေတယောက်တည်းဘယ်တော့မှမပြတ်ရဲတော့ပါဘူးအဲ့ဒီတော့ကကျွန်တော်တငယ်ချင်းရုတ်တရက်ဆုံးပါသွားလို့အာတုဘမှာသွားပြီးကူညီပေးကြတာပါညဘက်ရုံလောင်းဆောင်ရင်တငယ်ချင်းတွေစုံပြီးတော့စကားတွေပြောနောက်ကြပြောင်းကြရင်ကျွန်တော်ပါဆက်တရမ်းခဲ့မိတာပါရုံလောင်းနဲ့မလန့်မကန့်မှာထိုင်နေတော့ကျွန်တော်ကတည်သွားတဲ့တငယ်ချင်းရဲ့ဓာတ်ပုံကိုကြည့်ပြီးဟဲ့ကောင်မင်းကလည်းစောစောစီးစီးသွားလိုက်တာငါတို့နဲ့အရက်တောင်မတော့ရသေးဘူးမင်းတကယ်ရှိရင်ငါနောက်လိုက်ခဲ့စမ်းပါငါနဲ့တော့ရအောင်ဆိုပြီးရေရေမုံမောနဲ့စားလိုက်မိတယ်အဲ့ဒီအချိန်တုန်းကလူငယ်တဘာဝမစင်မကျင်စားနောက်လိုက်ပြီမဲ့အဲ့ဒီစကားကကျွန်တော်စီကိုမကောင်းတဲ့နမိတ်ဆိုးကြီးခေါ်ဆောင်လာခဲ့မှမသိခဲ့ပါဘူးအာသူဘအိမ်ကနေအိမ်ကိုပြန်လာတော့ည7:00နာရီကျော်နေပါပြီလမ်းတစ်လျှောက်လုံးကျွန်တော်အနောက်နားလေးမှာတယ်တရှက်နဲ့ခြေတန်းလိုဖနက်တိုက်တန်လိုကပ်ပါလာတာကိုစတင်သတိထားမိလိုက်တယ်ပြန်လဲကြည့်လိုက်ရင်ဘာမှမရှိပေမဲ့ခြေတန်းကတော့ကျွန်တော်အနောက်နားလေးရင်ကပ်ပါနေရပါအိမ်ရောက်တော့မီးဖွင့်ရေမိုးချိုးပြီးအိပ်ယာဝင်ခဲ့ပါတယ်ဒါပေမဲ့ညသကောင်တနာရီလောက်မှာတော့ကျွန်တော်အခန်းတကားကခြေကနေအတန်နဲ့တူပွင့်သွားခဲ့တယ်အိတ်ချင်မှုတူနဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ရှင်ဘက်တစ်ခုလုံးအေးဆက်သွားခဲ့ရတာပဲဗရင်ချင်းရင်မှာကျွန်တော်တငယ်ချင်းကအာတုဘမှာပြင်ပေးထားတဲ့အဝတ်အစားတိုင်းရက်နေတာပါသူ့မျက်နှာကသွေးမရှိပဲဖြူဆွတ်နေပြီးမျက်လုံးတွေကကျွန်တော်ကိုစိုက်ကြည့်နေတယ်အဲဒီနောက်အတန်းနဲ့ကြီးနဲ့စကားတစ်ခုပြောလာခဲ့မင်းမငါ့ကိုလိုက်ခဲ့ဆိုငါရောက်ပြီလေတဲ့အဲ့ဒီစကားလဲကြားရောကျွန်တော်စိတ်တစားဖြစ်မတက်ကြောက်လန့်သွားပြီဆောင်းကိုခေါင်းမူးခြုံပြီးတညာလုံးပါဇက်ကနေဖျားစာတွေဆက်ဆက်တုံအောင်ညွှန်နေခဲ့ရတယ်ဒီနောက်မှာတော့အသက်ရှူတမ်းပြင်းပြင်းနဲ့အခန်းထဲလှည့်ပတ်ကြည့်နေတဲ့အတန်တွေကိုနားနဲ့ဆက်ဆက်ကြားနေရတော့မယ်မနက်မိုးလင်းတော့မှကျွန်တော်လည်းမခံနိုင်တော့ပဲမိဘတွေကိုမနေ့တောင်းမှန်ပြီးဖြစ်ချောင်းကုန်စင်ပြောပြရပါတော့တယ်နောက်ဆုံးရွာကဆရာတော်စီသွားရောက်ပြီးကုသိုလ်ပြုအမျှဝေမိဘတွေစီမှာတောင်းမှန်ကြတော့မှပဲအဲ့ဒီဝိညာဉ်ဆိုးလည်းလွန်မြောက်သွားခဲ့တာပါအတူဘမှာပါဇက်တရားမိရင်ဘယ်လိုမျိုးကြုံရလဲဆိုတာကျွန်တော်တစ်သက်လုံးမေးနိုင်မှာမဟုတ်တော့ပါဘူး